ကတော့ Phoenix Middle High School မှာပညာသင်ကြားနေတဲ့ Grade 7 ကျောင်းသူကျောင်းသားတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့အခုဒီဆက်ပေးသွားမှာကတော့တောင်အမေရိကတိုက်ရဲ့နိုင်ငံနဲ့တခြားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။အားလုံးပဲစိတ်ဝင်စားစွာနဲ့ကြည့်ရှုပေးကြပါတောင်အမေရိကတိုက်သည်အမေရိကတိုက်ကြီး၏တောင်ဘက်ပိုင်းတိုက်ဖြစ်သည်တောင်အမေရိကတိုက်သည်အနောက်နှင့်တောင်ကမ္ဘာလုံးခြမ်း၌ရှိသည်အနောက်၌ပစိဖိတ်သမုဒ္ဒရာသည်အနားသက်မြင့်ဖြင့်တည်ရှိပြီးအရှေ့နှင့်အရှေ့မြောက်ဘက်၌အတ္တလန္တိတ်သမုဒ္ဒရာသည်အနားသက်မြင့်ဖြင့်တည်ရှိသည်အနောက်ဘက်၌ခရစ်ဘီယန်ပင်လယ်သည်အနားသက်မြင့်ဖြင့်တည်ရှိသည်တောင်အမေရိကတိုက်တွင်သမ္မတနိုင်ငံပေါင်း10နိုင်ငံရှိသည်ထိုနိုင်ငံများမှာကိုလံဘီယာနိုင်ငံ၊ချီလီနိုင်ငံ၊ဂိုင်ယာနာနိုင်ငံ၊ဆူရာနမ်နိုင်ငံ၊ပါရာဂွေးနိုင်ငံ၊ပီရူးနိုင်ငံ၊ဗင်နီဇွဲလားနိုင်ငံ၊ဘရာဇီးနိုင်ငံ၊ဘိုလီးဗီးယားနိုင်ငံ၊အာဂျင်တီးနားနိုင်ငံ၊အီကွေဒေါနိုင်ငံနှင့်ဥရုဂွေးနိုင်ငံတို့ဖြစ်သည်Next day. အနောက်ပိုင်းဖြစ်သောပစိဖိတ်ကမ်းခြေဘက်၌တောင်နှင့်မြောက်တန်းနေသောမြစ်မရှည်လျားသည့်တောင်တန်းကြီးတစ်ခုဖြစ်သည်ထိုတောင်တန်းကြီးကိုအိန္ဒိတောင်တန်းဟုလည်းခေါ်သည်အိန္ဒိတောင်တန်းသည်အိန္ဒိယနိုင်ငံ၏မမွနာတောင်တန်းကလွဲလျှင်ကမ္ဘာပေါ်တွင်အမြင့်ဆုံးတောင်တန်းဖြစ်သည်အိန္ဒိတောင်တန်းတွင်မီးတောင်ပေါများပြီးမီးတောင်များမကြာခဏပေါက်ကွဲမှုကြောင့်လူတိရစ္ဆာန်နှင့်တကာမြို့ရွာအဆောက်အအုံများပျက်စီးကြသည်အိန္ဒိတောင်တန်းတွင်ပါဝင်၍ရှီလီနိုင်ငံနှင့်အာဂျင်တီးနားနိုင်ငံနှစ်ခုပေါင်းစပ်ထားကြားတွင်တည်ရှိသောအာကွန်ကာဂွာတောင်ထိပ်သည်အမြင့်ပေပေါင်း22,835 ပေရှိပြီးကမ္ဘာသစ်တွင်အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်တောင်အမေရိကတိုက်သည်ဥရောပထက်3 ဆကျော်များပိုမိုကြီးမားသော်လည်းပင်လယ်ကမ်းရိုးတန်း၏အလယ်ရပ်မှာဥရောပတိုက်ပင်လယ်ကမ်းရိုးတန်းထက်တိုလေသည်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ပျော်ရွှင်စရာကောင်းပြီးတာယာနေလေးဖြစ်ကြပါစေ